စိတ်ရဲ့တဘောကတော်တော်လေးနှက်ဆိုင်နေဗျလူတယောက်ကိုမေးပြဖို့ဘလောက်ပဲကြိုးစားမေးပြဖို့လှုပ်လီပို့ပြီးမေးမရလေဖြစ်တတ်တယ်ခေါင်းထဲကထုတ်ဖို့လုံးမခေါင်းထဲမှာသူ့အကြောင်းတွေပိုတွေးနေမိတာမျိုးပေါ့အဲ့တော့အတေးချက်လှုပ်ယူပြီးတော့မေးဖို့မလုပ်ပါနဲ့အလိုက်တင်လေးရေလိုက်ငါးလိုက်မေးဖို့လုပ်ရပါလိမ့်မယ်တချို့ချိန်တွေတိုက်ဆိုင်မှုရှိရတဲ့တတိယတာတော့လွမ်းနေတာတော့ရှိနေအောင်ပါပဲအဲ့လိုတတိတွေရနေလို့လေကိုစိတ်မပြတ်နဲ့ဒါကဖြစ်လေဖြစ်တာရှိနေတာမို့ပါကိုအချိန်ပေးဖို့လုပ်ပါအချိန်တစ်ခုကတော့လုံနေအောင်ပါသူနဲ့ပတ်သက်သမျှစိတ်ခံစားချက်တွေဘာမှမရှိတော့ဖို့အတွက်အချိန်တစ်ခုလိုအပ်ပါတယ်ခံစားရသမျှတရားတွေအနေထိုင်သွားဖို့အချိန်ခံစားရသမျှတရားတွေအနေထိုင်သွားဖို့အချိန်ပေးနိုင်မှရပါမယ်ဒါကြောင့်ကိုအချိန်ပြန်ပေးပါအချိန်ကြာရင်အားလုံးကမေ့သွားမှာပါအပြင်ထွက်ပြီးတငယ်ချင်းတွေနဲ့အချိန်ဖြုံးတာတွေလုပ်ပါပြီးတော့ကိုယ်ဘယ်ရာတွေမှာဝါသနာပါလဲဘာတွေကိုလုပ်ချင်လဲစိတ်ဝင်စားမှုအသစ်တွေကိုရှာဖွေပါစာအုပ်ဖတ်တာတွေဂီတကိုနားထောင်တာတွေအားကစားစားတာတွေကိုလုပ်ပါကျွန်တော်တီချာ recommend ပေးချင်တာကတော့ခရီးထွက်ကြည့်ဖို့ပါပဲခရီးသွားခြင်းဟာစိတ်ကို relax ဖြစ်စေဆုံးနည်းလမ်းပါစိတ်ပင်ပန်းနေသမျှတွေကအကုန်လုံးခရီးသွားလိုက်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်အသေးကွဲနေတဲ့အခါကိုနေတဲ့ပတ်ဝန်းကျင်အဟောင်းကနေပတ်ဝန်းကျင်အသစ်ကိုစိတ်လိုလက်ရသွားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ပြီးရင်တော့ကိုယ်စိတ်ကိုပြန်ဆုံးမှာပါအမတ်တရားတွေကိုဆက်ပြီးမသိမ်းထားပါနဲ့တော့စွန့်လွတ်ပစ်လိုက်ပါတော့သူ့အပေါ်ထားနေမိရဲ့ခံစားချက်တွေကိုလွန့်ပစ်လိုက်ပါချစ်ချင်းမောင်းချင်းတွေမကြံတော့အောင်နေလိုက်ဖို့သင့်ပါတယ်လူတယောက်အပေါ်မှာထားမိနေတဲ့စိတ်ခံစားချက်တွေကိုအဆုံးသတ်လိုက်တာနဲ့ဒါချင်းတွေများအကုန်လုံးအဆုံးသတ်သွားမှာကိုယ့်ဘဝကိုကြိုးစားရင်ရှင်သန်နေရမှာပါပဲဖြစ်ချင်တာထက်ဖြစ်တဲ့နာတွေကိုလုပ်ပြီးတော့အသားကျအောင်နေသွားရမှာပါပဲလက်လွတ်လိုက်ပါချစ်ချင်းမောင်းချင်းအညှိုးထားခြင်းတွေမပါတော့ဘဲနဲ့လက်လွတ်လိုက်ပါလက်လွတ်လိုက်တာနဲ့စိတ်ကပေါ့ပါသွားမယ်သူ့အပေါ်မှာတွေ့ကပ်နေတဲ့စိတ်တွေကြံတော့မှာမဟုတ်ပါဘူး